လူတယောက်ကျမ်းမာဖို့အတွက်အစားအသောက်ဟာအဓိကအရေးအကြီးဆုံးတွေကတစ်ခုဖြစ်ပါတယ်။စားလိုက်တဲ့အစာဟာပါးစပ်ကနေဝင်သွားပြီးတော့ဥလန်းချောင်းထဲကိုရောက်ပါတယ်။ဥလန်းချောင်းဟာလူခန္ဓာကိုယ်အတွင်းပိုင်းနဲ့ပြင်ပလောကကြီးကိုဆက်သွယ်ပေးထားတဲ့အဓိကခန္ဓာကိုယ်အစိတ်ပိုင်းပဲဖြစ်ပါတယ်။ဥနံရံတွေမလုံခြုံခဲ့ရင်ပြင်ပကအစိတ်တောက်တွေဟာခန္ဓာကိုယ်ထဲကိုဝင်လာပြီးတော့ကျန်းမာရေးအန္တရာယ်ရှိသွားနိုင်ပါတယ်။ဒါကြောင့်မလို့ဥလန်းချောင်းကျန်းမာရေးဟာလူတိုင်းသိထားတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ဥလန်းချောင်းကျန်းမာရေးကိုနားလည်ဖို့ဆိုရင်ဥထဲမှာရှိတဲ့ microbiome လို့ခေါ်တဲ့ပိုးကောင်လေးတွေအကြောင်းကိုနားလည်ရမှာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာကျန်းမာရေးလိုက်စားပြီးတော့ခင်မီတဲ့လူတွေတိုင်းဒီပိုးကောင်လေးတွေအကြောင်းကိုဆွေးနွေးလေ့လာနေကြပြီဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုထဲမှာဒီ microbiome လို့ခေါ်တဲ့ဥလန်းချောင်းပိုးကောင်တွေအကြောင်းကိုအသေးစိတ်ဆွေးနွေးတင်ပြသွားမှာပါဖြစ်ပါတယ်။ပိုးကောင်လို့ပြောလိုက်တာနဲ့ကြားရသူရဲ့စိတ်ထဲမှာမကောင်းတဲ့ယောဂပိုးတွေကိုပဲပြေးမြင်တတ်ကြပါတယ်။တကယ်တော့လူရဲ့ဥလန်းချောင်းထဲမှာရှိတဲ့ပိုးကောင်တွေဟာလူတစ်ယောက်အသက်ရှင်ဖို့အတွက်အလွန်ပဲအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဥလန်းချောင်းတစ်လျှောက်မှာပိုးမွှားစုတွေဟာအရေအတွက်ကတိကတာမကထရီလီယံပေါင်းများစွာရှိနေပါတယ်။ဒီပိုးကောင်တွေထဲမှာဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ဖန်ဂတ်မှိုပိုးတွေပါဝင်ပါတယ်။ပါးစပ်ကနေအစာဟောင်းအိမ်အထိဥလန်းချောင်းတစ်လျှောက်အက်ဆစ်ဓာတ်ကွာခြားမှုဇီဝလိုအပ်မှုတွေပေါ်မှာမူတည်ပြီးတော့ပိုးကောင်ပမာဏအမျိုးအစားတွေဟာတနေရာနဲ့တနေရာမတူတာကိုတွေ့ရပါတယ်။ပါးစပ်ထဲမှာရှိတဲ့ပိုးမျိုးစားနဲ့ဥမကြီးထဲမှာရှိတဲ့ပိုးမျိုးစားဟာမတူပါဘူး။အက်ဆစ်ဓာတ်ပြင်းထန်တဲ့အစာအိမ်ထဲမှာပိုးအကောင်ရေနည်းပါပြီးတော့ဥမကြီးနဲ့စာဟောင်းအိမ်ထဲမှာတော့ပိုးမွှားတွေအများဆုံးရှိတတ်တာကိုတွေ့ရပါတယ်။ဒီပိုးမွှားစုဟာကဘာကြီးပေါ်မှာရှိတဲ့လူအဖွဲ့အစည်းနဲ့တူပါတယ်။လူအဖွဲ့အစည်းမှာလူကောင်းတွေရှိသလိုလူဆိုးတွေလည်းရှိပါတယ်။ပိုးကောင်တွေထဲမှာလည်းကျန်းမာရေးကိုအကျိုးပြုတဲ့ပိုးကောင်တွေနဲ့ယောဂါတွေကိုဖြစ်စေတတ်တဲ့ပိုးကောင်တွေဆိုပြီးရှိပါတယ်။အကောင်းနဲ့ဆိုးဟာချိန်ခွင်ရှာညီမျှနေဖို့လိုပါတယ်။ကောင်းတဲ့ပိုးကောင်တွေလျော့နေသွားတဲ့အခါမကောင်းတဲ့ပိုးကောင်တွေပွားလာပြီးတော့ယောဂါတွေကိုဖြစ်စေပါတယ်။အစာအိမ်ထဲမှာ Helicobacter pylori လို့ခေါ်တဲ့ဘက်တီးရီးယားပိုးဟာအစာအိမ်နာကိုဖြစ်စေတယ်။ဥမကြီးထဲက Clostridium difficile လို့ခေါ်တဲ့ဘက်တီးရီးယားဟာပြင်းထန်တဲ့ဝမ်းလျှောယောဂါကိုဖြစ်စေပါတယ်။အများသိထားတဲ့ဒိန်ဂျင်ထဲမှာပါတဲ့ Lactobacillus ကတော့အစာချေစုပ်ယူမှုတွေကိုအားပေးပြီးတော့တခြားမကောင်းတဲ့ပိုးတွေကိုထိန်းပေးထားနိုင်ပါတယ်။ဒီဗီဒီယိုထဲမှာအဓိကအနေနဲ့ဒီ microbiome ပိုးမွှားစုအကြောင်းကိုနားလည်အောင်ရှင်းပြပေးမှာဖြစ်ပြီးတော့ဒီပိုးတွေထဲကကောင်းတဲ့ပိုးတွေကိုဘယ်လိုမွေးမြူပြိုးထောင်ရမလဲချိန်ခွင်ရှာညီမျှအောင်ဘယ်လိုအစားအစာအလေးချင်းတွေနဲ့ထိန်းသိမ်းရမလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကိုင်းကျိုးမီကျွန်းကိုင်းမီဆိုတဲ့စကားပုံအတိုင်းတဘာဝတရားမှာအညမညတူးနဲ့တူးအမိအသက်ပြုတ်ပြီးတော့နေထိုင်ကြတဲ့သဘောတရားတွေရှိပါတယ်။ဒါကို symbiosis လို့ခေါ်ပါတယ်။လူသိများတဲ့ဥပမာကတော့အကောင်ကြီးတဲ့ကြံ့လိုမျိုးတိရစ္ဆာန်ကြီးတွေရဲ့ကိုယ်ပေါ်မှာနားပြီးတော့ကပ်ပါးကောင်တွေပိုးကောင်တွေကိုစားတတ်တဲ့ငှက်ကလေးတွေဟာသူတို့အတွက်အစာအလွယ်တကူရှာစားနိုင်သလိုကြံ့ကြီးတွေအတွက်လည်းပိုးတွေနည်းသွားတဲ့အတွက်ကြောင့်မလို့နှစ်ဦးနှစ်ဖက်အကျိုးရရှိနိုင်တာဖြစ်ပါတယ်။အလားတူပဲလူရဲ့ဝမ်းပိုက်ထဲမှာရှိတဲ့ဇီဝပိုးကောင်လေးတွေဟာလည်းလူနဲ့အတူတူ symbiosis အဖြစ်အသိများတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။ microbiome ပိုးမွှားစုကလူကိုဘလို့အကျိုးပြုတာလဲ။ဒီပိုးကောင်လေးတွေဟာအစာချေရမှာအကူအညီပေးပါတယ်။အစာအစာကိုခြေဖြတ်ရမှာအန်ဇိုင်းလို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးလိုပါတယ်။တချို့အစာချေအန်ဇိုင်းတွေကိုလူခန္ဓာကိုယ်ကထုတ်ပေးနိုင်ပေမဲ့လို့တချို့အန်ဇိုင်းတွေကိုတော့ microbiome ပိုးကောင်လေးတွေကသာထုတ်ပေးနိုင်ပါတယ်။အစာထဲမှာပါတဲ့ carbohydrate လို့ခေါ်တဲ့ကစီဓာတ်မှာရိုးရှင်းတဲ့ကစီဓာတ်နဲ့ရှုပ်ထွေးတဲ့ကစီဓာတ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ရိုးရှင်းတဲ့ကစီဓာတ် simple carbohydrate မှာ glucose တကြား sucrose တကြားတွေပါဝင်ပါတယ်။ထမင်းဖြူပေါင်မုတ်ဖြူစတဲ့အစာတွေဖြစ်ပါတယ်။ဒီအစာတွေကစီးချိုသွေးချိုကိုတက်စေတယ်။ရှုပ်ထွေးတဲ့ carbohydrate ကလူအတွက်ပိုကောင်းပါတယ်။ဒီအစာတွေထဲမှာတော့ပေါင်မုတ်ချမ်း၊ဆန်လုံးညို၊အာလူ၊ပဲမျိုးအစစ်အဆန်နဲ့အသီးတွေပါဝင်ပါတယ်။ complex carbohydrate ရှုပ်ထွေးတဲ့ကစီဓာတ်ထဲမှာပါတဲ့အထူးသဖြင့်အမြင့်ဓာတ် fiber ဓာတ်ကိုခြေဖြတ်နိုင်ဖို့ microbiome ပိုးကောင်လေးတွေရဲ့အကူအညီကိုလိုအပ်ပါတယ်။ဒီ fiber ဓာတ်ကိုပိုးကောင်လေးတွေကအစာအဖြစ်နဲ့စားလိုက်ပါတယ်။စားပြီးတဲ့အခါမှာ short chain fatty acid လို့ခေါ်တဲ့လူခန္ဓာကိုယ်အတွက်အင်မတန်မှအသုံးဝင်တဲ့ဓာတုပစ္စည်းတွေကိုဒီပိုးကောင်တွေကဥလန်းချောင်းထဲမှာစွန့်ထုတ်ပေးပါတယ်။ acetate, propionate နဲ့ butyrate တို့ဟာအဓိက short chain fatty acid တွေဖြစ်ပါတယ်။ဒီလိုဆေးပညာသိပ္ပံနာမည်တွေကိုအလွတ်မှတ်မိဖို့ကအရေးမကြီးပါဘူး။ဒီဓာတ်ပစ္စည်းတွေကဘာလုပ်တယ်လဲဆိုတဲ့အခြေခံသဘောတရားကသာအရေးကြီးတာဖြစ်ပါတယ်။ကျွန်တော်တို့သိထားဖို့ကဥလန်းချောင်းထဲမှာလူသားကိုအကျိုးပြုတဲ့ပိုးကောင်ငယ်လေးတွေအများကြီးရှိတယ်။
ဒီပိုးကောင်လေးတွေဟာဖိုင်ဘာဓာတ်ကိုစားလိုက်တဲ့အခါမှာလူအတွက်အကျိုးပြုတဲ့ဓာတ်ပစ္စည်းတွေကိုထုတ်ပေးတယ်ဆိုတာပါပဲကဲဒီ short chain fatty acid လို့ခေါ်တဲ့ဓာတ်ပစ္စည်းတွေကလူကိုဘယ်လိုအကျိုးပြုတာလဲပိုးကောင်လေးတွေကနေထုတ်ပေးတဲ့ excitate ဓာတ်ကိုသွေးထဲကနေစုပ်ယူပြီးတော့ခန္ဓာကိုယ်စွမ်းရည်အတွက်အသုံးပြုနိုင်ပါတယ်စာလောင်မှုတွေကိုပြေပြောက်စေပါတယ်propionate ဓာတ်ဟာအသေးစီကိုရောက်သွားပြီးသွေးသကြားနဲ့သွေးကိုလက်စထရောဓာတ်တွေကိုထိန်းညှိပေးပါတယ် butyrate ဓာတ်ကတော့ဥမကြီးနံရံအလွှာကဆဲတွေကိုလောင်စာဖြည့်ပေးတဲ့အတွက်ဥလန်းချောင်းနံရံကိုတန်မာစေပြီးတော့ခန္ဓာကိုယ်ကရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်ဒီသဘောတရားတွေကိုအခုဗီဒီယိုမှာကျွန်တော်အသေးစိတ်ဆက်ပြီးတော့ရှင်းပြသွားပါမယ်အစပိုင်းမှာတော့နာမည်တွေရောသဘောတရားအသစ်တွေကြောင့်ပါလိုက်နားထောင်ရတာနည်းနည်းခက်ကောင်းခက်နေပါလိမ့်မယ်စိတ်မပြတ်ပါနဲ့တဖြည်းဖြည်းနဲ့ရှင်းသွားပါလိမ့်မယ်ဥလန်းချောင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေဟာလူတိုင်းအတွက်အင်မတန်မှအရေးကြီးပါတယ်ဒီဗဟုသုတတွေရှိမှကျွန်တော်တို့နေ့စဉ်ဘယ်လိုနေထိုင်စားတော့အောင်လဲဆိုတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်ဆက်ပြီးပြောရရင်ဥလန်းချောင်းထဲမှာရှိတဲ့ပိုးကောင်လေးတွေဟာအစာချေဖြတ်ရမှာအကူအညီပေးတယ် short chain fatty acid လို့ခေါ်တဲ့ဓာတ်တွေကိုထုတ်ပေးပြီးတော့လူကိုကျန်းမာစေတယ်ဒါတွေအပြင်ဒီပိုးကောင်တွေဟာလူရဲ့ခုခံအားစနစ်ကိုထိန်းညှိပေးတယ်စီးချိုနှလုံးရောဂါတွေကိုကာကွယ်ပေးတယ်ကောင်းတဲ့ပိုးကောင်တွေဟာဆိုးတဲ့ပိုးကောင်တွေပွားမလာအောင်နှိမ်ပေးထိန်းပေးထားပါတယ်နောက်ပြီးတော့ဒီပိုးကောင်တွေကြောင့်မလို့ထွက်လာတဲ့ serotonin လို့ခေါ်တဲ့ဟော်မုန်းဓာတ်တစ်မျိုးကဥလန်းချောင်းနဲ့အုံနောက်ကိုဆက်သွယ်ပေးတဲ့အတွက်ကျန်းမာတဲ့ဥလန်းချောင်းဟာစိတ်ကျန်းမာရေးကိုလည်းဓာတ်ရိုက်လွှမ်းမိုးထားနိုင်ပါတယ်ဥမတောင်မှတီလာဆောင်နိုင်မယ်ဆိုတဲ့ရှေးလူကြီးတွေရဲ့စကားဟာဒီနေရာမှာအလွန်ပဲမှန်ကန်နေတာကိုတွေ့နိုင်ပါတယ်ကျန်းမာတဲ့ဥလန်းချောင်းရှိတဲ့လူဟာကျန်းမာတဲ့စိတ်ဓာတ်ရှိပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်တဲ့အတွက်သူ့ရဲ့တီလာဟာလည်းလုံခြုံသွားတော့မှအမှန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုဒီပိုးကောင်တွေဘယ်ကနေဘယ်လိုရောက်လာတာလဲတကယ်တော့ bacteria virus နဲ့မှိုပိုးကောင်တွေဟာကမ္ဘာဦးကလေးကရှိနေကြတာဖြစ်ပါတယ်လူသားမျိုးနွယ်ရဲ့တက်တန်းဟာဒီပိုးကောင်တွေတည်ရှိခဲ့တဲ့တက်တန်းနဲ့ရှင်ရင်မပြောပါတော့ပါဘူးပိုးကောင်ရဲ့တက်တန်းဆိုရမှာသူတို့ကမ္ဘာပေါ်မှာတည်ရှိခဲ့တဲ့အချိန်ကာလကိုဆိုလိုပါတယ်ပိုးကောင်တစ်ကောင်ချင်းစီရဲ့တက်တန်းကတော့မိနစ်ပိုင်းကနေနာရီပိုင်းလောက်ထိပဲကြာတတ်ပါတယ်ပိုးကောင်တွေဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နေရာအနှံ့မှာရှိပါတယ်အရေပြားပေါ်မှာရှိတယ်လက်သေးကုံပေါ်မှာရှိတယ်ခန္ဓာကိုယ်ပြင်ပပတ်ဝန်းကျင်မှာလည်းနေရာအနှံ့ရှိနေပါတယ်တစ်ပင်ပန်းပင်နေရာတိုင်းမှာပိုးကောင်တွေရှိပါတယ်လူကိုယ်ခန္ဓာထဲမှာပိုးကောင်တွေအသိအသီးဆုံးရှိတာကတော့ဥမကြီးထဲမှာပါပဲဥမကြီးနဲ့စာအဟောင်းအိမ်ထဲမှာဒီပိုးကောင်တွေအများဆုံးရှိပါတယ်38 trillion လောက်ရှိတယ်လို့ပြောကြပါတယ်မိခင်ဝမ်းနဲ့အိမ်ထဲကတတိသားငယ်မှာတော့ပိုးကောင်တွေမရှိသေးပါဘူးမွေးလန်းချောင်းကနေထွက်လာတာနဲ့ကလေးငယ်ဟာပြင်ပလောကကြီးမှာရှိတဲ့ပိုးကောင်လေးတွေနဲ့စတင်ထိတွေ့မိပါတယ်ဒါကြောင့်တဘာဝအတိုင်းမွေးလန်းချောင်းကမွေးတဲ့ကလေးငယ်ဟာခွဲမွေးတဲ့ကလေးငယ်နဲ့ရှင်ရင်ပိုပြီးကျန်းမာတဲ့ဥလန်းချောင်းရှိနေတတ်တာပဲဖြစ်ပါတယ်ရွေးချယ်ခွင့်ရှိရင်တော့တဘာဝအတိုင်းမွေးလန်းချောင်းကမွေးတဲ့ဟာအကောင်းဆုံးပဲဖြစ်ပါတယ်မိခင်တို့တိုက်ကြွေးတာဟာလေဒီဥလန်းချောင်းပိုးကောင်လေးတွေကိုရှင်သန်ပွားများစေဖို့အခွင့်ကောင်းပါပဲမွေးကင်းစငယ်ရွယ်စဉ်မှာ antibiotics ပဋိဇေဝဆေးတွေသုံးရတဲ့ကလေးငယ်တွေဟာဥလန်းချောင်းကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်ဒါပေမဲ့လိုအပ်ခဲ့ရင်တော့ဆေးတွေကိုထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေးပေါ်အခြေအနေတွေမှာတော့လိုအပ်တဲ့အတိုင်းဦးစားပေးဆောင်ရွက်သင့်ပါတယ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာရမှာဖြစ်ပါတယ်ဒီလိုဘဝရဲ့အစမှာကြုံရတဲ့အခြေအနေတွေဟာကလေးငယ်ရဲ့ဥလန်းချောင်းပိုးမွှားစုကိုပုံဖော်ပေးလိုက်နိုင်ပါတယ်တဖြည်းဖြည်းကြီးပြင်းလာတဲ့အခါမှာတော့အစားအသောက်အနေထိုင်ကပိုပြီးတော့အဓိကကျသွားပါတယ်ပုံမှန်နေ့စဉ်စားတဲ့အစားအသောက်ကဥလန်းချောင်းကျန်းမာရေးအတွက်အရေးကြီးဆုံးဖြစ်ပါတယ်တစ်လမှာတစ်ခါနှစ်ခါကျန်းမာတဲ့အစားအသောက်စားရုံနဲ့ဥလန်းချောင်းကျန်းမာရေးကိုပြောင်းလဲနိုင်မှာမဟုတ်ပါဘူးအချိန်ကြာမြင့်စွာအလေးအကျင့်နဲ့နေထိုင်စားသောက်မှသာကျန်းမာတဲ့ဥလန်းချောင်းကိုရရှိနိုင်မှာဖြစ်ပါတယ်ဥလန်းချောင်းကျန်းမာရေးကဘာလို့အရေးကြီးတာလဲနိုင်ငံတနိုင်ငံအိမ်တအိမ်ဘေးကင်းမှုအတွက်နယ်နိမိတ်ခြံစည်းရိုးအိမ်တကားတွေလုံခြုံနေဖို့လိုပါတယ်လူခန္ဓာကိုယ်မှာလည်းပြင်ပကယောဂါတွေအစိတ်တောက်တွေဝင်မလာနိုင်အောင်အကာအကွယ်တွေရှိနေဖို့လိုပါတယ်လူအများရဲ့အမြင်မှာတော့ဒီလိုအကာအကွယ်ကိုအရေပြားကနေလုပ်ပေးထားတယ်လို့ထင်ကြတယ်ဒါပေမဲ့အရေပြားဟာအခွန်သဘောတတ်တာဖြစ်ပြီးတော့အပြင်ကနေကိုယ်ထဲကိုဘာတွေဝင်ရမလဲဘာတွေကိုမဝင်အောင်ကာဝယ်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်တွေကိုချပေးတာကတော့ဥလန်းချောင်းထဲမှာသာဖြစ်ပါတယ်ကျွန်တော်တို့ဗစက်ကနေစားလိုက်တောက်လိုက်သမျှခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အာဟာရတွေကိုစုပ်ယူဖို့ဥလန်းချောင်းဟာစက္ကန့်မပြတ်အလုံးလုံးနေရပါတယ်ဒီလိုပြင်ပလောကကြီးနဲ့ခန္ဓာကိုယ်အတွင်းပိုင်းကိုအင်မတန်ပါးလွှာတဲ့ဥလန်းချောင်းနိုင်ရန်လေးတစ်ချက်ကသာစီးချပေးထားတာဖြစ်ပါတယ်အင်မတန်သေးငယ်တဲ့ဆဲအလွှာလေးတစ်လွှာပဲဖြစ်ပါတယ်ဒီအလွှာလေးစီးပေါက်သွားတာနဲ့ပြင်ပကအဆိပ်တွေယောဂဘိုးတွေဟာကိုယ်ထဲကိုအစီးတားမရှိကျူးကျော်ဝင်ရောက်လာနိုင်ပါတယ်ဒီအလွှာလေးကိုခိုင်ခန့်စေပြီးဥလန်းချောင်းတစ်လျှောက်ကျွန်တော်တို့တွေဘေးကင်းအောင်အကူအညီပေးနေတာဟာဥလန်းချောင်းထဲကပိုးကောင်လေးတွေပဲဖြစ်ပါတယ်ဒီပိုးကောင်လေးတွေစီကထွက်လာတဲ့ဓာတ်ပစ္စည်းတွေဟာဥလန်းချောင်းအလွှာနံရံကိုတင်းရှင်းတန်မာနေစေပါတယ်တကယ်လို့ပိုးကောင်တွေအလုံးမလုံးနိုင်တော့ဘူး
ကောင်းတဲ့ပိုးကောင်တွေရော့ကျသွားမယ်ဆိုရင်ဦးနံရံတွေကိုအပြင်ကစိတ်တောက်တွေစိတ်ဝင်လာပါလိမ့်မယ်ဒီလိုစိတ်ဝင်လာတဲ့အစိတ်တောက်တွေကတကူလုံးကိုရောက်သွားပြီးခန္ဓာကိုယ်ရောင်ရမ်းမှုတွေကိုဖြစ်စေတော့တာပါပဲဒီလိုနဲ့စီးချိုယောဂနှလုံးယောဂစတဲ့အခြားသော66ပါးယောဂတွေဟာစတင်လာပါတော့တယ်ဒါကြောင့်အခုနောက်ပိုင်းလေ့လာမှုတွေအရယောဂအများစုရဲ့အစတီးရာဟာဥလန်းချောင်းမလုံခြုံမှုကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်ဘာလို့ဥလန်းချောင်းမလုံခြုံရတာလဲအကျိုးပြုတဲ့ဥလန်းချောင်းပိုးကောင်လေးတွေနှဲပါလို့ပိုးမွှားစုချိန်ခွင်ရှာမညှိများလို့ဆိုတဲ့အဓိကအကြောင်းရင်းတွေကြောင့်ပဲဖြစ်ပါတယ်ဘလို့အခြေအနေမျိုးကိုကျမ်းမာတဲ့ဥလန်းချောင်းလို့ပြောနိုင်တယ်လေအခုခေတ်မှာ diversity အကြောင်းကိုလူပြောများလာကြပါတယ်ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေမှာလူမျိုးရေးဘာသာရေးလိန်ခွဲခြားတာကိုလက်မခံတော့ဘဲနဲ့မတူတဲ့လူတွေများလေလေပို့ပြီးတော့တိုးတက်လေလေဆိုတဲ့အယူဆကိုကင်ဆွဲလာကြပါတယ်ဥလန်းချောင်းတွေကပိုးကောင်လေးတွေဟာလည်းထိုနည်း၎င်းပါပဲဥလန်းချောင်းထဲမှာပိုးကောင်တစ်မျိုးတည်းရှိတာထက်ပိုးကောင်အမျိုးအကွဲတွေအများကြီးရှိတာပိုကောင်းပါတယ်ဒီလိုအမျိုးအကွဲတွေအများကြီးထဲမှာလူကိုအကျိုးပြုတဲ့ပိုးကောင်တွေပိုများတာကကောင်းပါတယ်ဒါဆိုဘယ်ပိုးကောင်ကကောင်းပြီးတော့ဘယ်ပိုးကောင်ကဆိုးတာလဲဆိုတာကိုဘယ်လိုလုပ်သိနိုင်မှာလဲသူ့ဒေသနာတွေးရှိချက်တွေအရကျမ်းမာတဲ့လူတွေရဲ့ဥလန်းချောင်းနဲ့ယောဂရှိတဲ့လူတွေရဲ့ဥလန်းချောင်းတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါကျမ်းမာတဲ့လူတွေရဲ့ဥလန်းချောင်းတွေထဲမှာတွေ့ရတဲ့ပိုးတွေကိုကောင်းတဲ့ပိုးကောင်တွေလို့သတ်မှတ်ပြီးတော့ယောဂရှိတဲ့လူတွေရဲ့ဥလန်းချောင်းတွေကပိုးတွေကိုတော့မကောင်းတဲ့ပိုးတွေလို့အကြမ်းမြင်သတ်မှတ်လိုက်ကြပါတယ်ဥပမာ Clostridium difficile C. diff လို့ခေါ်တဲ့ bacteria ပိုးဟာမကောင်းမှုဆိုတာကိုသက်သေတွေပြထားပြီးဖြစ်ပါတယ်ဒီ C. diff ပိုးဟာအချို့ antibiotic ဆေးတွေတောက်လိုက်တဲ့အခါမှာဖြစ်တတ်ပါတယ်အကြောင်းကတော့တချို့ပဋိဇီဝဆေးတွေဟာကောင်းတဲ့ပိုးတွေကိုတပ်ပစ်လိုက်တဲ့အခါမှာ C. diff ပိုးဟာကြောင်မရှိကြွက်ထခေါင်းထောင်လာပြီးတော့ဥလန်းချောင်းကြီးကိုကြီးစိုးလိုက်တဲ့အတွက်ပဲဖြစ်ပါတယ်ဒါဟာ symbiosis ချိန်ခွင်ရှာညီမျှမှုကိုထိန်းထားနိုင်မှုအရေးကြီးတယ်ဆိုတဲ့ဥပမာပဲဖြစ်ပါတယ်ဒီလို symbiosis ထိခိုက်တဲ့အခြေအနေမျိုးကို dysbiosis လို့ခေါ်ကြပါတယ်။ဒါဆိုကျန်းမာတဲ့ပိုးကောင်တွေကိုများလာအောင်ချိန်ခွင်ရှာညီမျှနေအောင်ဘယ်လိုလုပ်ရမလဲ။အစိတ်ပင်ရေလောင်းဆိုတဲ့စကားကိုကြားဘူးကြမယ်ထင်ပါတယ်။မကောင်းတဲ့အပင်ကိုမှားပြီးပြိုးထောင်မိရင်အစိတ်အတောက်စိုးချိုးတင်နေပါတယ်။ကောင်းတဲ့အပင်ကိုပဲရွေးပြီးတော့ပြုစုပြိုးထောင်တင်ပါတယ်။ဥလန်းချောင်းထဲမှာလည်းအလားတူပါပဲ။ကောင်းတဲ့ပိုးကောင်တွေကြိုက်တတ်တဲ့အစာတွေရှိသလိုမကောင်းတဲ့ပိုးကောင်တွေကြိုက်တတ်တဲ့အစာတွေရှိပါတယ်။ကောင်းတဲ့ပိုးကောင်တွေကြိုက်တတ်တဲ့အစားအစာကိုကိုကစားပေးလိုက်တဲ့အခါမှာဒီပိုးကောင်လေးတွေဟာရှင်သန်ပွားများလာပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးအတွက်ကောင်းကျိုးတွေကိုဆောင်ရွက်ပေးပါလိမ့်မယ်။တကယ်လို့မကောင်းတဲ့ပိုးကောင်တွေကြိုက်တတ်တဲ့အစားအစာကိုစားမိရင်တော့မကောင်းတဲ့ပိုးကောင်ဆိုးတွေအုံကြွလာပြီးတော့ကျန်းမာရေးကိုဆုတ်ယုတ်စေမှာဖြစ်ပါတယ်။ဒီတော့ဘလို့အစာမျိုးကိုအကျိုးပြုပိုးကောင်တွေကကြိုက်တယ်လဲဘလို့အစာမျိုးကိုအန္တရာယ်ရှိတဲ့ပိုးကောင်တွေကြိုက်တယ်လဲဆိုတာကိုသိထားဖို့အင်မတန်ပဲအရေးကြီးပါတယ်။လူကိုအန္တရာယ်ပေးတတ်တဲ့ပိုးကောင်တွေဟာတကြားတဲ့ပြည့်ဝအစီတဲ့အင်မတန်များတဲ့အစားအစာတွေကိုကြိုက်နှစ်တတ်ပါတယ်။ဒါကြောင့်အချိုတွေ saturated fat ပြည့်ဝအစီတွေကိုပုံမှန်အစားများတဲ့လူတွေရဲ့ဝမ်းဗိုက်ထဲမှာဒီလိုပိုးမျိုးတွေသာပွားများလာပြီးတော့ဘိုက်နာဘိုက်ပွားဝမ်းလျှော်ဝမ်းပြက်ဖြစ်စေတဲ့အပြင်ဥလန်းချောင်းနံရံတွေမလုံခြုံတော့တဲ့အတွက်ကြောင့်မလို့ပြင်ပကစိတ်တောက်တွေကိုယ်ထဲကိုဝင်လာပြီးတော့ခုနကပြောတဲ့ရောင်ရမ်းမှုတွေကြောင့်မလို့စီးချိုနှလုံးအဝလင်ယောဂစတဲ့ယောဂပေါင်းစုံကိုခံစားရမှာဖြစ်ပါတယ်။ဒီမကောင်းတဲ့ပိုးကောင်တွေဟာသူတို့ကိုယ်တိုင်ကလူကိုအန္တရာယ်ပေးနိုင်တယ်လို့ပဲသူတို့ပွားလာတဲ့အခါကောင်းတဲ့ပိုးကောင်တွေနဲသွားတဲ့အတွက်ကြောင့်မလို့ကောင်းတဲ့ပိုးတွေစီကရနိုင်တဲ့ကျန်းမာရေးရလဒ်တွေပါဆုံးရှုံးသွားရမှာဖြစ်ပါတယ်။တာရှည်ခံအောင်စီမံထားတဲ့ ultra processed food တွေဥပမာအချိုရည်အချိုမုန့်တရေစာမုန့်တွေဟာအကျိုးပြုတဲ့ပိုးကောင်တွေကိုသေစေပါတယ်။မလိုပဲတောက်တဲ့ပဋိဇီဝဆေးတွေဟာလည်းအကျိုးပြုပိုးတွေကိုသေစေပါတယ်။ဒါကြောင့်အဲ့လိုအစာတွေဆေးတွေကိုတောက်ခဲ့ရင်အကျိုးပြုပိုးတွေသေသွားနဲသွားတဲ့အတွက်ကြောင့်မလို့သူတို့နေရာမှာမကောင်းတဲ့ပိုးတွေကအစားထိုးဝင်ရောက်လာတဲ့အတွက်ကျန်းမာရေးကိုထိခိုက်စေပါလိမ့်မယ်။ဒါဆိုရင်ဘလို့အစားအစာမျိုးကိုစားရမလဲ။ဒီဗီဒီယိုကိုကြည့်ပြီးတော့အကြောင်းအရာတစ်မျိုးတည်းကိုပဲမှတ်မိနိုင်မယ်ဆိုရင်မှတ်မိသင့်တာကတော့ fiber ဓာတ်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။ fiber ဓာတ်ကိုမြန်မာလိုအမြင်ဓာတ်လို့ခေါ်ပါတယ်။ fiber အမြင်ဓာတ်ဟာရှုပ်ထွေးတဲ့ complex carbohydrate ထဲမှာပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။သစ်သီးအရွက်အစစ်အဆန်အပင်ကနေရတဲ့အစာတိုင်းမှာ fiber ဓာတ်ပါပါတယ်။ရေမှာပျော်ဝင်နိုင်တဲ့ fiber နဲ့ရေမှာမပျော်နိုင်တဲ့ fiber ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ fiber ဓာတ်ကိုလူခန္ဓာကိုယ်ကမခြေပြတ်နိုင်ပါဘူး။ဥလန်းချောင်းထဲမှာရှိတဲ့ပိုးကောင်လေးတွေကသာ fiber ဓာတ်ကိုခြေဖြတ်နိုင်ပါတယ်။ကောင်းတဲ့ပိုးကောင်တွေဟာ fiber ဓာတ်ကိုသိကြိုက်ပါတယ်။အမြင်ဓာတ်ဟာသူတို့အတွက်အစာပါပဲ။ဒီအကျိုးပြုပိုးကောင်တွေဟာ fiber ဓာတ်များများစားရလေပိုပြီးပွားများလေဖြစ်တဲ့အတွက်ကြောင့်မလို့ဥလန်းချောင်းနံရံတွေဟာလုံခြုံသိပ်သီးလာပြီးကိုယ်တွင်းကိုဘာအစိတ်တောက်မှမဝင်နိုင်တော့တာကြောင့်မလို့လူဟာပိုပြီးတော့ကျန်းမာလာပါတယ်။သူတို့ကထုတ်ပေးတဲ့အထက်မှာပြောခဲ့တဲ့ short chain fatty acid ဓာတ်ပစ္စည်းတွေဟာလည်းလူကိုအကျိုးပြုစေတဲ့အတွက်ပိုပြီးတော့ကျန်းမာလာပါတယ်။ဒီလိုဓာတ်ပစ္စည်းတွေကဥလန်းချောင်းနံရံမှာရှိတဲ့ serotonin ဆိုတဲ့ဟော်မုန်းကိုထွက်စေတဲ့အတွက်လည်းစိတ်ကျန်းမာရေးကိုအကောင်းဆုံးဖြစ်လာစေပါတယ်။
မပျော်ဝင်နိုင်တဲ့ fiber ဓာတ်ကြောင့်လည်းလူဟာအစားစားပြည့်တဲ့အခါမှာဘိုက်ဝါပြီးတော့တင်းတိမ်တဲ့အရာသာကိုကြာရှည်စွာခံစားရတဲ့အတွက်ကြောင့်မလို့အစားကိုအလွန်ကြော်မစားဖြစ်တော့တာကြောင့်မလို့ခန္ဓာကိုယ်အလေးချိန်ကိုထိန်းနိုင်တဲ့အပြင်ဝမ်းကိုလည်းမှန်စေပါတယ်။ဥလန်းချောင်းတွေကအညစ်အကြေးတွေကိုဒီမပျော်ဝင်နိုင်တဲ့ insoluble fiber ဓာတ်ကရေမြုပ်နဲ့ကြမ်းတိုက်သလိုပုတ်တိုက်ဆုပ်ယူပြီးသွားတာကြောင့်မလို့ဥမကြီးကန်ဆာစားတဲ့ကင်ဆာရောဂါတွေကိုအဖြစ်နည်းသွားစေပါတယ်။ဘလို့အစားအစာတွေမှာ fiber ဓာတ်များတယ်လေ။အပင်တိုင်းအသီးတိုင်းအရွက်တိုင်းအစစ်အဆန်တိုင်းမှာ fiber ဓာတ်ရှိပါတယ်။ဒါကြောင့်သင်ဟာဘလို့အသီးရွက်မျိုးပဲဖြစ်ဖြစ်စားလိုက်မယ်ဆိုရင်အဲ့ဒီအသီးရွက်စီက fiber ဓာတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ fiber ဆိုပြီးနာမည်တစ်မျိုးတည်းပေးထားပေမဲ့ fiber ဓာတ်အမျိုးပေါင်းများစွာရှိပါတယ်။အပင်အမျိုးအစားအရွက်အမျိုးအစားအသီးအနှံမျိုးအစားတွေပေါ်မှာမူတည်ပြီးတော့ fiber ဓာတ်တွေအများကြီးရှိပါတယ်။ဥပမာ fiber ဓာတ်တစ်မျိုးကအကျိုးပြုတဲ့ပိုးကောင်တစ်မျိုးကိုပွားများစေနိုင်ရင်နောက် fiber ဓာတ်တစ်မျိုးကအခြားပိုးကောင်မျိုးကွဲတစ်မျိုးကိုပွားစေနိုင်ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးပေါ်သိပ္ပံလေ့လာမှုတွေအရလူတစ်ယောက်ဟာတစ်ပတ်မှာအသီးအနှံအမျိုးကွဲအနည်းဆုံး30စားသင့်တယ်လို့ဆိုပါတယ်30ဆိုလို့အများကြီးဆိုပြီးတော့မျက်လုံးမပြူသွားပါနဲ့မြန်မာလူမျိုးတစ်ယောက်ရဲ့ထမင်းဝိုင်းမှာပဲအသီးအနှံအမျိုးကွဲအနည်းဆုံး10မျိုးလောက်စီပါနိုင်ပါတယ်ဥပမာတိုးစရာခွက်ထဲမှာတင်အသီးအရွက်3-4မျိုးလောက်ရှိနေတတ်ပါတယ်အတိုးအမြုပ်စားတဲ့အကျင့်ဟာကောင်းပြီမဲ့လို့ငပိရေကတော့သွေးတို့ကိုဖြစ်စေတဲ့အပြင်စားတဲ့ဟာရောင်ရမ်းမှုတွေကိုဖြစ်စေတဲ့အတွက်ငပိရေစားသုံးမှုကိုတော့ရှောင်နိုင်ရင်ရှောင်ဒါမှမဟုတ်လျှော့ချသင့်ပါတယ်ဟင်းခန့်အမွေးချိုင်တွေကိုလည်းဒီအမျိုး30ထဲမှာထည့်တွက်နိုင်ပါတယ်။ဥပမာငရုတ်ကောင်းစနွေးမုတ်မဆလာစတာတွေဟာလည်း fiber ဓာတ်ပါတဲ့အသီးအနှံထွက်အစာတွေပဲဖြစ်ပါတယ်။ coffee မှာလည်း fiber ဓာတ်ပါပါတယ်။ black coffee ကိုတစ်နေ့2ခွက်လောက်တကြားမပါနို့မပါဘဲနဲ့တောက်နိုင်ရင်လည်းကျန်းမာရေးကောင်းတယ်လို့ဆိုပါတယ်။ပဲမျိုးစုံဟာလည်းဥလန်းချောင်းအတွက်အလွန်ကောင်းတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ပဲထဲမှာ fiber ဓာတ်အပြင် protein ဓာတ် vitamin နဲ့သတ္ထုဓာတ်တွေလည်းပါတာကြောင့်မလို့စားနိုင်ရင်ပဲမျိုးစုံကိုများများစားပေးသင့်ပါတယ်နောက်ပြီးတော့ပဲပင်ပေါက်ကိုများများစားပေးပါပဲပင်ပေါက်ထဲမှာ fiber ဓာတ်တွေ protein ဓာတ်တွေ vitamin ဓာတ်တွေပါတဲ့အပြင်ဓာတ်တိုးမှုကိုလျှော့ချစေနိုင်တဲ့ antioxidant ဓာတ်တွေလည်းအများကြီးပါပါတယ်နောက်ပြီးတော့ဒီလိုအပင်ပေါက်လေးတွေထဲမှာအင်မတန်မှအကျိုးရှိတဲ့သက်ရှိဓာတ်တစ်မျိုးပါနေတတ်ပါတယ် fiber ဓာတ်ထဲမှာဘယင်ကတော့အုတ်ဂျုံပဲဖြစ်ပါတယ်ကွေကာအုတ်လို့အသိများတဲ့အုတ်ဂျုံမှာ fiber ဓာတ်တွေအများကြီးပါပါတယ်ဒီလိုကွေကာအုတ်တောက်ရမှာဖြစ်နိုင်ရင်အကျန်းဆုံးတကြားမပါတဲ့အမျိုးအစားကိုတောက်ပါအသင့်တောက်နိုင်တဲ့အထုပ်လေးတွေနဲ့လာတဲ့ခွေကာအုပ်မှာတကြားတွေနို့တွေထည့်ထားတဲ့အပြင်ညက်နေအောင်အမှုန့်ထောင်းထားတဲ့အတွက်အဲ့လိုအထုပ်လေးတွေကကျန်းမာရေးအတွက်မကောင်းတဲ့အပြင်စီးကြိုသွေးကြိုကိုတောင်တက်နိုင်တယ်ဆိုတာကိုသတိထားသင့်ပါတယ်အစစ်အဆန်တွေကိုတရေစာနေရာမှာအစားထိုးပြီးစားသင့်ပါတယ်အရင်တုန်းက TV ကြည့်ရင်းနဲ့အာလူးကြော်လေးစားငမုံကြော်လေးစားလုပ်နေတဲ့ခဲ့ရင်အဲ့ဒီအချင်းနေရာမှာအစစ်အဆန်တွေကိုအစားထိုးပြီးတော့စားသင့်ပါတယ်တီဟိုစိတ်တကြားသည်ဘာဒန်စိတ်နေချာစိတ်ဖယုံစိတ်စတဲ့အစိအဆန်တွေကိုပလင်းထဲရောထည့်ပြီးတော့တရေစာဖြစ်စားနိုင်ပါတယ်ဒီလိုအရောကိုစားလိုက်တာနဲ့အမျိုး30ထဲက9မျိုးလောက်တစ်ထိုင်နဲ့စားပြီးဖြစ်သွားပါလိမ့်မယ်ဒိန်ဂျင်ထဲမှာထည့်တောက်လို့ရတဲ့ချီယာစီဟာလည်း fiber ဓာတ်ကျွဲဝါတဲ့အစာတစ်မျိုးပဲဖြစ်ပါတယ်ဒါကြောင့်လည်းချီယာစီဟာနောက်ပိုင်းမှာကျန်းမာရေးအတွက်နာမည်ကြီးလာတဲ့အစိတစ်မျိုးပဲဖြစ်ပါတယ်fiber ဓာတ်ကိုအခုခေတ်မှာ super food လို့လူသိများလာကြပါတယ်ကျန်းမာရေးအတွက်အကောင်းဆုံးအစားအစာလို့သတ်မှတ်လာကြပါတယ်အုပ်ဖို့ကောင်းတာကလူသားအတွက်အကောင်းဆုံးဆိုတဲ့ fiber ဓာတ်ကိုလူသားဟာခြေဖြတ်နိုင်ခြင်းစားသုံးနိုင်ခြင်းမရှိဘဲနဲ့ဥလန်းချောင်းတွေကပိုးကောင်လေးတွေကသာခြေဖြတ်စားသုံးနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်ဒီအချက်တစ်ချက်တည်းကိုကြည့်ခြင်းအပြင်လူကျန်းမာရေးအတွက်ဥလန်းချောင်းတွေကပိုးကောင်လေးတွေဟာဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုသိသာထင်ရှားစေပါတယ် fiber ဓာတ်အပြင်ဥလန်းချောင်းကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့အစာနောက်တစ်မျိုးကတော့ fermented food အချင်းဖောက်ထားတဲ့အစားအစာတွေပဲဖြစ်ပါတယ်။တစ်သီးတစ်လုံးကိုဒီအတိုင်းပစ်ထားလိုက်ရင်အမှဲ့လွန်ပြီးပုတ်သွားပါလိမ့်မယ်။ဒါကဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့ဒီတစ်သီးထဲမှာရှိနေတဲ့ bacteria ပိုးတွေကြောင့်ပါပဲ။ဒီပိုးတွေဟာတစ်သီးမပုတ်ခင်ကတည်းကတစ်သီးထဲမှာရှိနေပါတယ်။ဒါပေမဲ့တစ်သီးရဲ့သက်တမ်းကုန်သွားတဲ့အခါမှာတော့ဒီအသီးကိုမြေကြီးထဲပြန်ရောက်သွားအောင်လို့တဘာဝတရားကြီးကပိုးတွေရဲ့အကူအညီနဲ့တစ်သီးရဲ့ဖြစ်တည်မှုကိုအဆုံးသတ်လိုက်တာပါပဲ။ဒါပေမဲ့ဒီပုတ်ဆွေးခြင်းဖြစ်စဉ်ကိုလူသားဟာကျွမ်းကျင်စွာနဲ့ပြင်စလက်ဆန်ဆန်ထိန်းကွပ်ပေးလိုက်တဲ့အခါမှာအချင်းဖောက်ခြင်းဆိုတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားပါတယ်။တဘာဝအတိုင်းပုတ်ဆွေးခြင်းကိုမဖြစ်စေဘဲနဲ့ဥပမာစားရေအလုံးပိတ်ပလင်ထိုက်တဲ့အပူချိန်နဲ့ထိန်းပေးလိုက်တဲ့အခါမှာစားလို့ရတဲ့အချင်းဖောက်ထားတဲ့အစားအစာဖြစ်ကိုပြောင်းလဲသွားပါတယ်။ဒီလိုအစာမျိုးမှာဘက်တီးရီးယားပမာဏဟာအင်မတန်များနေတတ်ပါတယ်။ဒီပိုးကောင်တွေဟာစနစ်ကျထိန်းပြီးတော့မွေးထားတဲ့အတွက်ဥလန်းချောင်းအတွက်အကျိုးပြုတဲ့ပိုးကောင်တွေဖြစ်ပါတယ်။ဒီလိုအချင်းဖောက်ထားတဲ့အစာတွေကိုစားတာဟာတနည်းအားဖြင့်အကျိုးပြုပိုးကောင်တွေကိုဓာတ်ရိုက်စားချလိုက်သလိုပါပဲဒီလိုအစာတွေထဲမှာလူသိအများဆုံးကတော့ဒိန်ဂျင်ပဲဖြစ်ပါတယ်ဒိန်ဂျင်ထဲမှာ lactobacillus လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားပါပါတယ်ဒီဘက်တီးရီးယားဟာလူကိုဘယ်လောက်တောင်အကျိုးပြုတယ်လဲဆိုတော့ဥ
ဥပမာဆိုးတဲ့ဘက်တီးရီးယားတွေကြောင့် one shot one ပြတ်ဖြစ်နေခဲ့ရင်ဒိန်ဂျင်ကိုတောက်လိုက်တဲ့အခါမှာလူဆိုးနေရာမှာလူကောင်းကဝင်ပြီးတော့နေရာယူလိုက်သလိုပဲကောင်းတဲ့ပိုးတွေများလာတဲ့အတွက်ကြောင့်မလို့ဝမ်းပြက်ယောဂကိုတတ်တာသွားစေတတ်ပါတယ်အခုနောက်ပိုင်းခေတ်စားလာတာကခီဖာလို့ခေါ်တဲ့ဒိန်ဂျင်နဲ့တူတဲ့တောက်လို့ရတဲ့နှုတ်ချင်တစ်မျိုးပဲဖြစ်ပါတယ်ဒိန်ဂျင်မှာက lactobacillus bacteria မျိုးအနည်းငယ်ပါပြီမဲ့ခီဖာမှာကတော့အကျိုးပြုဘက်တီးရီးယားတွေအများကြီးပါတဲ့အပြင်မှိုပိုးတွေလည်းပါတဲ့အတွက်ကြောင့်မလို့ microbiome diversity ဥလန်းချောင်းပိုးမွှားစုအမျိုးကွဲတွေပိုများတဲ့အတွက်ဥလန်းချောင်းကျန်းမာရေးအတွက်ခီဖာဟာဒိန်ဂျင်ထက်ပိုပြီးတော့ဒါလုံကောင်းမွန်တာကိုတွေ့ရပါတယ်တခြားစားလို့ရတဲ့ fermented food အချင်ဖောက်စားစရာတွေကတော့မုံညင်းချင်ဂေါ်ဘီချင်ချင်ဘတ်ဆုံမှာပါတဲ့အသီးရွက်တွေကိုရီးယားစာဖြစ်တဲ့ကင်ချီစတာတွေပဲဖြစ်ပါတယ်ဒီနေရာမှာ prebiotic probiotic နဲ့ postbiotic ဆိုတဲ့အသုံးအနှုန်းတွေကိုရှင်းပြခြင်းပါတယ်လူအတော်များများ probiotic ဆိုတာကိုသိထားပြီးဖြစ်မှာပါဒိန်ဂျင်ဟာ probiotic ဆိုတာကိုလူတိုင်းနှီးပါသိကြပါတယ် lactobacillus bacteria ကိုလည်းဆေးတောင်နဲ့ထည့်ပြီး probiotic အဖြစ်နဲ့ရောင်းကြပါတယ် probiotic ဆိုတာဘာကိုဆိုလိုတယ်လဲဆိုတော့အကျိုးပြုပိုးကောင်လေးတွေကိုပြောချင်တာဖြစ်ပါတယ် probiotic ဆိုတာပိုးကောင်လေးတွေကိုယ်တိုင်ကိုပြောတာပါ prebiotic ဆိုတာကတော့ပိုးကောင်တွေစားတဲ့အစာကိုပြောခြင်းဖြစ်ပါတယ် pre ဆိုတာမတိုင်ခင်ပိုးကောင်ရှင်သန်စားရတဲ့အစာတွေကို prebiotic လို့ခေါ်ပါတယ်ဥပမာပေးရရင်ခုနကပြောခဲ့တဲ့ fiber ဓာတ်ဟာ prebiotic ပဲဖြစ်ပါတယ် fiber ဓာတ်ဟာပိုးကောင်တွေရဲ့အစာပါနောက်ဆုံး postbiotic ဆိုတာကတော့အကျိုးပြုပိုးကောင်လေးတွေကစွန့်ထုတ်ပေးလိုက်တဲ့ဓာတ်ပစ္စည်းတွေပါဥပမာ short chain fatty acid တွေဟာ postbiotic ပဲဖြစ်ပါတယ်အကျိုးပြုပိုးကောင်တွေဟာဒီလို postbiotic တွေကိုထုတ်ပေးလိုက်တဲ့အခါမှာဒီ postbiotic တွေကဥလန်းချောင်းနံရံတွေကိုခိုင်ခန့်စေတယ်ဥနံရံကနေစိတ်ကျန်းမာရေးဟော်မုန်းတွေကိုထုတ်ပေးတယ်ခုခံအားစနစ်ကိုထိန်းညှိပေးတယ်ဒီလိုအကျိုးပြုပိုးကောင်လေးတွေကထုတ်ပေးတဲ့ပစ္စည်းတွေကို postbiotic တွေလို့ခေါ်ပါတယ် fiber ဓာတ်အပြင်အခြားရေးကြီးတဲ့ prebiotic တစ်မျိုးကတော့ polyphenols ပါပဲအခုနောက်ပိုင်းမှာဒီ polyphenol အကြောင်းကိုလူပြောများလာပါတယ် polyphenol ဟာအိုမင်းရင်ရော်ခြင်းကိုတားဆီးပေးနိုင်တဲ့အပြင်ခန္ဓာကိုယ်မှာအောက်ဆီဂျင်အဆိပ်သင့်ခြင်းကိုလည်းတားဆီးပေးနိုင်ပါတယ်အကျိုးပြုပိုးကောင်လေးတွေအတွက်လည်းအရေးကြီးတဲ့အစာတစ်မျိုးဖြစ်ပါတယ်အယောင်ပါတဲ့အသီးနှံတွေမှာ polyphenol ဓာတ်ကိုပေါ်ပေါ်များများတွေ့ရပါတယ်ဘယ်ရီသီးတွေမုံလာဥနီခရမ်းကျင်သီးချောကလက်အမဲရောင်လက်ဖက်ချောက်စိမ်းဝိုင်အရက်စတဲ့အယောင်စုံတဲ့အစားအသောက်တွေမှာ polyphenol တွေအများကြီးပါပါတယ်ဒါကြောင့်မလို့ကိုစားတဲ့ထမင်းမကန်ထဲမှာအသီးရွက်တွေစုံနေတဲ့အပြင်အယောင်တွေပါစုံနေအောင်သတိထားပြီးစားသင့်ပါတယ်နောက်စိတ်ဝင်စားကြကောင်းတဲ့အစာတစ်မျိုးကတော့ခြေဖြတ်ရခက်တဲ့ကစီဓာတ် resistant starch ပါပဲcarbohydrate ဆိုတဲ့ကစီဓာတ်ကိုအများအပြားဥလန်းချောင်းရဲ့အထက်ပိုင်း small intestine ဥသိမ်ပိုင်းမှာခြေဖြတ်ဆုပ်ယူပါတယ်အထူးသဖြင့်ခြေဖြတ်ရလွယ်တဲ့ simple carbohydrate တွေဆိုရင်ဥလန်းချောင်းရဲ့အစောပိုင်းမှာပဲခြေဖြတ်ပြီးကိုယ်တွင်းကိုဆုပ်ယူထားလိုက်ပါတယ်အကျိုးပြုတဲ့ပိုးကောင်တွေဟာများသောအားဖြင့်ဥလန်းချောင်းရဲ့အစုံပိုင်းဥမကြီးအတွင်းမှာရှိနေကြပါတယ်ဒါကြောင့်ဒီအကျိုးပြုပိုးကောင်တွေကိုအစာကျွေးခြင်းရင်စားလိုက်တဲ့ကစီဓာတ်စားတဲ့အစာတွေဟာဥမကြီးအထိကိုရောက်နိုင်ရင်ပိုကောင်းပါတယ်ဒါကြောင့်ခြေဖြတ်ရခက်တဲ့ကစီဓာတ် resistant starch တွေဟာဥလန်းချောင်းကျန်းမာရေးအတွက်ကောင်းတာဖြစ်ပါတယ်ဒီလိုခြေဖြတ်ရခက်တဲ့ကစီဓာတ်တွေကိုဘယ်လိုရနိုင်တယ်လဲဆိုတော့ထမင်းချက်ပြီးလို့ရှိရင်ထမင်းကိုအေးခံလိုက်တဲ့အခါမှာကစီဓာတ်တွေဟာခဲသွားပြီးတော့ခြေဖြတ်ရခက်တဲ့အဆင့်ကိုရောက်သွားပါတယ်ဒါကြောင့်အေးခံထားတဲ့ထမင်းဟာဥလန်းချောင်းကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်နောက်ပြီးတော့အမှဲ့မလွန်တဲ့ငပြောသီးစိမ်းဟာလည်းခြေဖြတ်ရခက်တဲ့ကစီဓာတ်ပဲဖြစ်ပါတယ်ဒါကြောင့်ငပြောသီးကိုမမှဲ့ခင်အစိမ်းအစစ်မှာစားတာဟာလည်းကျန်းမာရေးအတွက်ကောင်းပါတယ်အရန်စိမ်းနေတော့မှစားရင်တော့လေလုံးဝအစာမကြေပဲနေလို့မကောင်းဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ခက်စိမ်းမမှဲ့ကလေးမှာစားတာကအကောင်းဆုံးဖြစ်ပါတယ်နောက်ပြီးတော့ပဲမျိုးအုတ်ဂျုံအကြံစားတာတွေမှာလည်းခြေဖြတ်ရခက်တဲ့ကစီဓာတ်တွေပါပါတယ်ရှုပ်ထွေးတဲ့ carbohydrate ဓာတ်တွေဟာလည်းဥမကြီးချီရောက်နိုင်တဲ့အတွက်ကြောင့်မလို့ဒီအစာတွေကိုလည်းရွေးစားသင့်ပါတယ် complex carbohydrates တွေမှာဆန်လုံးညိုပေါင်မုတ်ချံအစေ့အဆန်တွေအသီးရွက်တွေအပင်ပေါက်ကလေးတွေပါဝင်ပါတယ်ဥလန်းချောင်းကျန်းမာရေးအတွက် fiber ဓာတ် polyphenol ဓာတ်ခြေဖြတ်ရခက်တဲ့ကစီဓာတ်တွေကိုစားသင့်တယ်ဆိုလို့နေချင်းညချင်းတစ်နေ့ကိုအသီးနှံအမျိုး30လောက်တိုးစားမယ်ဆိုရင်တော့လက်ငင်းကျန်းမာရေးအကျိုးဖြစ်စေမယ့်အစာကိုမခြေဖြတ်နိုင်တော့တဲ့အတွက်ဝမ်းပြည့်ဝမ်းကဲလေတွေပွားပြီးတော့နေလို့မကောင်းတောင်ဖြစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဥလန်းချောင်းဟာကြွက်သားတွေလိုပါပဲ။ကြွက်သားတွေတန်မအောင်လေ့ကျင့်တဲ့အခါမှာတခါတည်းပေါင်100အလေးတုံးကြီးကိုကောက်မှလို့မရပါဘူး။ပေါင်20-30ကနေတစ်ဆင့်ချင်းတိုးမှရမှာဖြစ်ပါတယ်။ဥလန်းချောင်းထဲမှာရှိတဲ့ပိုးမွှားစုဟာလည်းအလားတူပါပဲ။ကျွန်တော်အထက်မှာပြောခဲ့ပြီးသလို fiber ဓာတ်ကိုလူခန္ဓာကိုယ်ကမခြေဖြတ်နိုင်ပါဘူး။ပိုးကောင်လေးတွေကခြေဖြတ်ပေးရပါတယ်။ဒါကြောင့်မို့လူတစ်ယောက်ဟာတစ်သက်လုံးတစ်ပတ်ကိုအသီးရွက်4-5မျိုးလောက်စားနေရတာနေပြီးတော့အမျိုး40ချက်ချင်းတိုးစားလိုက်မယ်ဆိုရင်
ဘိုက်ထဲမှာ fiber ဓာတ်တွေကိုခြေလို့မနိုင်တော့တဲ့အတွက်အစာမကြေတဲ့ဝေဒနာကိုခံစားရနိုင်ပါတယ်။ဒါကြောင့်အသီးရွက်ပေါင်းစုံအများကြီးစားတာဟာကောင်းပြီမဲ့လို့တဖြည်းဖြည်းချင်းပဲတိုးစားသင့်ပါတယ်။ကိုယ့်ရဲ့ဥလန်းချောင်းကိုကြွက်သားတန်မာအောင်လေ့ကျင့်ပေးသလိုတဖြည်းဖြည်းပုံမှန်လေ့ကျင့်ပေးရပါမယ်။လို့မို့ဆိုဒီလိုအစားအစာတွေဟာငါနဲ့မတည့်ဘူးဆိုပြီးတော့လက်လျှော့လိုက်ရင်ကိုယ့်ဘဝအတွက်အလွန်ပဲနစ်နာသွားနိုင်ပါတယ်။ဥလန်းချောင်းကျမ်းမာရေးအကြောင်းပြောတဲ့အခါမပါမဖြစ်တာကတော့ဝမ်းသွားတဲ့အကြောင်းပဲဖြစ်ပါတယ်။လူတော်များများဟာဝမ်းသွားတဲ့အကြောင်းကိုမပြောချင်ကြဘူး။ယွန်စရာအနေနဲ့မြင်ကြတယ်။တကယ်တော့ဝမ်းသွားတာဟာလူကျမ်းမာရေးအတွက်အရေးကြီးဆုံးတွေကတစ်ချက်ဖြစ်တဲ့အတွက်လူနာတွေဆရာဝန်တွေကျမ်းမာရေးလိုက်စားတဲ့သူတွေဟာကိုယ့်ရဲ့ဝမ်းအကြောင်းကိုရှင်းရှင်းလင်းလင်းသိနာတယ်ထားသင့်ပါတယ်။ပထမဆုံးသိထားသင့်တာကတော့ဝမ်းသွားတဲ့အကျိန်ကြီးဒုတိယအနေနဲ့ဝမ်းအပြော့အမှာတတိယအနေနဲ့ဝမ်းအယောင်ပဲဖြစ်ပါတယ်။ဝမ်းသွားတဲ့အကျိန်ကြီးဟာတယောက်နဲ့တယောက်မတူကြပါဘူး။အကျမ်းပြအားဖြင့်တော့တချို့လူတွေမှာတစ်နေ့ကို2ချိန်3ချိန်သွားတာဟာပုံမှန်ဖြစ်တယ်လို့တချို့တွေမှာတော့တစ်ပတ်မှာ3ချိန်လောက်သွားတာဟာပုံမှန်ဖြစ်တယ်လို့ပြောရပါမယ်။ဒါပေမဲ့တစ်ပတ်မှာ3ချိန်လောက်သွားနေတဲ့လူဟာတစ်နေ့ကို3ချိန်ပြောင်းပြီးတော့သွားလာမယ်ဆိုရင်ဒါဟာပုံမှန်မဟုတ်တဲ့လက္ခဏာပါပဲ။ဒါမှမဟုတ်ပုံမှန်နေ့စဉ်ဝမ်းသွားနေကြလူဟာ3-4ရက်လောက်မှတစ်ခါပဲသွားတော့မယ်ဆိုရင်လည်းဒါဟာတခုခုလွဲမှားနေပြီဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်လူသွားတဲ့ဝမ်းဟာမပြော့မမာအလဲအလတ်ရှိနေသင့်ပါတယ်။ဆရာဝန်တွေ3လေးရှိတဲ့ဝမ်းမျိုးစားစရင်းရှိပါတယ်။ Bristol Stool Chart လို့ခေါ်ပါတယ်။နံပါတ်1ကနေ9အထိရှိတယ်။အမျိုးအစား1ကအမာဆုံးဖြစ်ပြီးတော့9ကဆန်ဆေးရည်လိုသွားတဲ့ဝမ်းပဲဖြစ်ပါတယ်။အကျမ်းမာဆုံးဝမ်းကတော့အလဲမှာရှိတဲ့နံပါတ်4ပါပဲ။ဥမကြီးနဲ့အစာဟောင်းနံရံတွေဟာဥလန်းချောင်းတွေကရေဓာတ်ကိုပြန်လည်ဆုပ်ယူနိုင်ပါတယ်။ဒါကြောင့်မစင်အညစ်ကြီးဟာဥမကြီးနဲ့အစာဟောင်းတွေအိမ်တွေထဲမှာအကြာကြီးရှိနေမယ်ဆိုရင်ဝမ်းဟာတဖြည်းဖြည်းနဲ့6တွေ့လာပြီးတော့နောက်ဆုံးလောက်စလုံးလိုမာကျောတဲ့စမြင်းတုံးတွေဖြစ်သွားတတ်ပါတယ်။အဲ့ဒါနဲ့စန့်ကျင်ဘက်အနေနဲ့ဝမ်းဟာအပြင်ကိုချက်ချင်းထွက်ကြလာမယ်ဆိုရင်တော့ရေဓာတ်ကိုပြန်ဆုပ်ယူဖို့အချိန်မရှိတော့တဲ့အတွက်ကြောင့်မလို့ရေလိုပဲနံပါတ်9အနေနဲ့ထွက်လာတတ်တာပါ။ဝမ်းချုပ်တဲ့လူတွေမှာအမျိုးအစား1နဲ့2ဝမ်းသွားပြီးတော့ဝမ်းလျှောဝမ်းပြတ်တဲ့လူတွေမှာတော့အမျိုးအစား6နဲ့9ကိုသွားတတ်ပါတယ်။ကျမ်းမာတဲ့ဝမ်းဟာနံပါတ်4လိုပုံစံမျိုးရှိပြီးအစာဟောင်းအိမ်ထဲကနေချောချောမွေ့မွေ့နဲ့အပြင်ကိုထွက်လာတတ်ပါတယ်။ကျမ်းမာတဲ့လူတွေမှာအမျိုးအစား3သို့မဟုတ်အမျိုးအစား5လည်းရှိနိုင်ပါတယ်။အသီးရွက်စားတဲ့လူတွေမှာဝမ်းဟာနည်းနည်းပြော့နေတတ်ပြီးတော့အမျိုးအစား5ဘက်ကိုရိမ့်နိုင်တယ်လို့အသားအစာများတဲ့လူတွေမှာတော့ဝမ်းဟာအမျိုးအစား3ဘက်ကိုရောက်နိုင်တာကိုတွေ့ရတတ်ပါတယ်။ဝမ်းချုပ်တဲ့လူတွေမှာဥလန်းချောင်းထဲမှာဘက်တီးရီးယားတွေစုပြုံပြီးတော့တဖြည်းဖြည်းပွားလာတဲ့အခါမကောင်းတဲ့ပိုးတွေများလာလို့ရှိရင်လူအတွက်အန္တရာယ်ဖြစ်နိုင်တယ်လို့မျိုးဝမ်းလျှောတဲ့လူတွေမှာတော့ရေဓာတ်စားဓာတ်တွေဆုံးရှုံးနိုင်ပြီးတော့ကောင်းတဲ့ပိုးကောင်တွေထုတ်ပေးတဲ့ short chain fatty acid လို့ဓာတ်မျိုးတွေမရနိုင်တော့တဲ့အတွက်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဝမ်းရဲ့အယောင်ဟာလည်းအရေးကြီးပါတယ်။ဝမ်းသွားတဲ့အခါပုံမှန်အညိုရောင်ရှိတာဟာဥလန်းချောင်းတွေကိုစွန့်ထုတ်လိုက်တဲ့သဲကြေရည်ကြောင့်ဖြစ်တယ်။ဒါကြောင့်သဲကြေလမ်းကြောင်းပိတ်တဲ့လူတွေမှာအညိုရောင်ပျောက်သွားပြီးဝမ်းဟာထုံးလိုမျိုးအဖြူရောင်ပြောင်းလာတတ်ပါတယ်။နောက်ပြီးဝမ်းထဲမှာနီရဲရဲသွေးပါရင်လည်းစိုးရိမ်ရတယ်။များသောအားဖြင့်လိမ်ခေါင်းယောဂါကြောင့်ဖြစ်တတ်ပြီးမဲ့လို့လိမ်ခေါင်းထက်ကိုပိုပြီးစိုးရိမ်ရတဲ့ဥလန်းချောင်းကင်ဆာတွေဖြစ်နိုင်သေးတဲ့အတွက်ဝမ်းထဲသွေးပါခဲ့ရင်ပေါ့မနေဘဲနဲ့ဆရာဝန်နဲ့ချက်ချင်းသွားပြသင့်ပါတယ်။အချို့လူတွေမှာဝမ်းဟာကတ္တရာဆေးလိုအမဲရောင်တွေသွားတတ်တယ်။ဝမ်းမဲသွားလို့ရှိရင်အစာအိမ်သွေးယူတာကိုစိုးရိမ်ရပါတယ်။အစာအိမ်ထဲယူတဲ့သွေးဟာအစာအိမ်ထဲကအက်ဆစ်နဲ့ဓာတ်ပြုတဲ့အခါအမဲရောင်ပြောင်းသွားတဲ့အတွက်ဝမ်းမဲတွေသွားတာဖြစ်ပါတယ်။မုတ်ချူအိတ်ယောဂရှိသူတွေမှာအဆီကိုဥလန်းချောင်းကမဆုပ်ယူနိုင်တာကြောင့်မလို့ဝမ်းထဲမှာအဆီဓာတ်တွေပါလာတတ်ပါတယ်။ဥလန်းချောင်းကစွန့်ထုတ်လိုက်တဲ့မစင်ရဲ့60%ဟာဥလန်းချောင်းတွေကပိုးမွှားစုတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါကြောင့်မစင်တုံးရဲ့တဝက်ကျော်ဟာဘက်တီးရီးယားစားတဲ့ပိုးကောင်လေးတွေနဲ့တိတ်သီးစွာဖွဲ့စည်းထားတာဖြစ်ပါတယ်။နိုင်ငံတကာမှာဥလန်းချောင်းကျန်းမာရေးကိုသိနိုင်ဖို့အတွက်လူနာရဲ့မစင်ကိုယူပြီးတော့ပိုးမွှားစုဖွဲ့စည်းပုံကိုဓာတ်ခွဲခန်းမှာစစ်ဆေးယူကြည့်နိုင်ပါတယ်။ပိုးကောင်လေးတွေချိန်ခွင်ရှာညီမျှစွာရှိရလားကောင်းတဲ့ပိုးကောင်တွေနည်းပြီးဆိုးတဲ့ပိုးကောင်တွေများနေသလားဆိုတာကိုမစင်ကနေပြီးတော့စမ်းသပ်ကြည့်လို့ရပါတယ်။ C. diff ပိုးတွေများပြီးတော့ဝမ်းလျှော့ဝမ်းပြတ်ဖြစ်နေတဲ့လူနာတွေကိုကုသနည်းတစ်မျိုးထဲမှာကျန်းမာတဲ့လူရဲ့ဥလန်းချောင်းထဲကမစင်ကိုယူပြီးတော့ယောဂါရှင်ရဲ့ဥလန်းချောင်းထဲကိုအစားထိုးကုပေးတဲ့ကုထုံးရှိပါတယ်။ Fecal transplant မစင်အစားထိုးကုထုံးလို့ခေါ်ပါတယ်။နောက်ဆုံးပေါ်တွေ့ရှိချက်တွေအရဥလန်းချောင်းယောဂါတွေထဲမှာ C. diff ကြောင့်ဖြစ်တဲ့ဝမ်းယောဂါကိုသာမစင်အစားထိုးကုထုံးနဲ့ကုသနိုင်တယ်လို့တွေ့ရှိထားပါတယ်။ဓာတ်ခွဲခန်းအတွင်းကအစမ်းသက်ခံကြွက်လေးတွေမှာတော့ဝမ်းလျှောယောဂါအပြင်တခြားသောယောဂါတွေကိုပါဒီမစင်အစားထိုးကုထုံးနဲ့ကုနိုင်တာကိုတွေ့ရပါတယ်။ဥပမာစိတ်ကြယောဂါအဝလုံယောဂါတွေမှာဒီလိုမစင်ကိုဥလန်းချောင်းတွေထဲကိုထည့်ပေးလိုက်တာနဲ့စိတ်ဓာတ်အတက်အကျကိုယ်လေးရင်အနည်းများကိုပြောင်းလဲပြနိုင်တယ်လို့ကြွက်တွေမှာစမ်းသပ်တွေ့ရှိထားပါတယ်။လူတွေရဲ့မျိုးဗီဇ DNA ဟာတယောက်နဲ့တယောက်
99.5 ရာခိုင်နှုန်းကျော်ထပ်တူကြပါတယ်လုံးဝထပ်တူကြတဲ့အမွှာတွေမှာတော့ DNA ဟာ100 ရာခိုင်နှုန်းတူပါတယ်။ဦးလန်းချောင်းတွေကပိုးမွှားစုကိုလေ့လာတဲ့အခါမှာတော့လူတဦးနဲ့တဦးမှာတူညီတဲ့ပိုးမွှားစုဟာ10ကနေ20 ရာခိုင်နှုန်းပဲရှိပြီးတော့လုံးဝထပ်တူကြတဲ့အမွှာတွေမှာတော့ဦးလန်းချောင်းပိုးမွှားစုဟာ30ကနေ50 ရာခိုင်နှုန်းပဲတူတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ရင်လူတစ်ယောက်နဲ့တစ်ယောက်ကျန်းမာရေးကိုယ်အလေးချိန်ယောဂအခြေအနေကွာခြားတာတွေဟာ DNA ဟက်စာရင်ဦးလန်းချောင်းပိုးကောင်တွေကြောင့်ဆိုတာပိုပြီးတော့သိတာနေပါတယ်။သတင်းကောင်းကတော့ DNA ကိုပြောင်းပြဖို့မဖြစ်နိုင်ပေမဲ့ဦးလန်းချောင်းတွေကပိုးကောင်တွေရဲ့အချိုးအစားအရေးအတွက်ချိန်ခွင်ရှာညီမျှမှုတွေကိုပြောင်းလဲပြဖို့ဖြစ်နိုင်တယ်ဆိုတာပါပဲ။ဒီဦးလန်းချောင်းပိုးမွှားစုဟာပိုးကောင်တွေဖြစ်တဲ့အတွက်လူတဦးစီကနေနောက်တဦးစီကိုခုန်ကူးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါကြောင့်လည်းအတူနေတာကြားတဲ့သူတွေကြားမှာအချိန်ကြာလာတဲ့အခါတူညီတဲ့ဦးလန်းချောင်းပိုးမွှားစုတွေဟာလည်းပိုများလာတော့ကိုတွေ့ရပါတယ်။ဥပမာလင်မယား2ယောက်ဟာမယူခင်မှာသူတို့ရဲ့ဦးလန်းချောင်းတွေကဘိုးကောင်လေးတွေဟာကွာခြားမှုတွေရှိနေပေမဲ့ယူပြီးနှစ်ပေါင်းများစွာကြာတဲ့အခါအနေအထိုင်အစားအသောက်နီးစပ်တူညီလာတာကြောင့်မလို့ပိုးမွှားစုအမျိုးအစားချင်းတဖြည်းဖြည်းတူညီလာတတ်ပါတယ်။ဒါရင်မကသေးဘူးအိမ်မွေးတိရစ္ဆာန်တွေရှိတဲ့လူတွေရဲ့ဦးလန်းချောင်းပိုးမွှားစုဟာလည်းအိမ်မွေးတိရစ္ဆာန်မရှိတဲ့လူတွေရဲ့ပိုးမွှားစုနဲ့မတူတာကိုတွေ့ရပါတယ်။အလွန်အသက်ကြိုက်ပြီးတော့ဘယ်သူနဲ့မှမထိမတွေ့အပြင်လဲမထွက်လူကြားထဲမတိုးတဲ့လူတွေရဲ့ဦးလန်းချောင်းပိုးမွှားစုဟာသူတို့နဲ့စန့်ကျင်ဘက်အပြင်ထွက်လိုက်လူကြားထဲသွားလိုက်တောထဲတောင်ထဲသဘာဝတရားနဲ့နီးစပ်စွာနေတဲ့လူတွေရဲ့ပိုးမွှားစုတွေနဲ့ရှင်ကြည့်ရင်အင်မတန်ကွာခြားနေတာကိုတွေ့ရပါတယ်။ကိုယ့်ရဲ့ပိုးမွှားစုဟာအလွန်အမင်းကျဉ်းမြောင်းမနေအောင်စုံလင်တဲ့အစာတွေစားသဘာဝတရားကြီးနဲ့လိုက်လောညီထွေနေပတ်ဝန်းကျင်ကလူတွေတိရစ္ဆာန်တွေနဲ့သဟဇာတဖြစ်အောင်နေထိုင်စားသောက်သင့်ပါတယ်။လောကကြီးမှာအစွန်းတစ်ဖက်ကိုရှောင်ရမယ်ဆိုတဲ့သဘောတရားအတိုင်းပဲပိုးမွှားစုကြီးမားကျယ်ပြန့်အောင်ဆိုပြီးတော့ညင်ညစ်ပတ်ပတ်နေမယ်ရွှွန့်ပွက်တွေထဲလူပြီးတော့လက်မဆေးချိန်မဆေးနေမယ်လို့တော့လုံးလုံးမရပါဘူးပြောပြီးတဲ့အတိုင်းကောင်းတဲ့ပိုးတွေရှိသလိုမကောင်းတဲ့ပိုးတွေလည်းရှိတတ်တဲ့အတွက်တကူရည်တန့်ရှင်းရေးကိုတော့ဂရုစိုက်ရပါမယ်အလွန်အမင်းကြီးအစွန်းရောက်တဲ့အထိအရာအလုံးကိုပိုးသက်ပြီးမနေသင့်ကြောင်းကိုသာဆိုလိုပါတယ်ဦးလန်းချောင်းပိုးမွှားစုဟာအစားအသောက်အပေါ်ထဲမှာမကပဲဘဝနေထိုင်မှုပုံစံတွေအပေါ်မှာလည်းအများကြီးမိခိုနေပါတယ်အဲ့ဒီထဲမှာအရေးကြီးဆုံးကတော့အိပ်ဆက်ခြင်းပါပဲလွန်ခဲ့တဲ့10စုနှစ်တွေအတွင်းမှာအိပ်ဆက်ခြင်းကိုရှော့တွက်ခဲ့ကြတယ်။အောင်မြင်ရေးတက်ကြမ်းတွေမှာညမအိပ်ပဲစူးစမ်းတာညနဲ့အထိစာချက်တာတွေကိုအမွှန်းတွင်ခဲ့ကြတယ်။အခုခေတ်မှာတော့ဒီအယူဆတွေဟာမှားယွင်းကြောင်းလက်ခံလာကြပြီးတော့လူတွေဟာအိပ်ဆက်ခြင်းကိုဦးစားပေးလာကြပါတယ်။အောင်မြင်မှုအတွက်အိပ်ဆက်ခြင်းဟာအနှောက်အယှက်မဟုတ်ပဲကောင်းကောင်းအိပ်ဆက်လေးရှိတဲ့သူတွေဟာပိုချမ်းသာပြီးတော့ထိတ်ဆုံးကိုရောက်နိုင်ကြောင်းလက်ခံလာကြပါပြီ။ဒါကြောင့်အချိန်မှန်အိပ်ဆက်နိုင်မှုအတွက်အခြားအရေးမကြီးတဲ့အလုပ်တွေကိုပဲရှော့ချသင့်တယ်လို့အကြံပေးကြပါတယ်။အိပ်ဆက်ခြင်းကကျန်းမာရေးကိုဘလို့နည်းနဲ့ကောင်းစေတာလဲအိပ်ဆက်ခြင်းကတင့်ကိုအကျိုးပြုတဲ့နည်းလမ်းတွေထဲမှာဦးလန်းချောင်းပိုးမွှားစုတွေကိုလွှမ်းမိုးပြီးတော့ပြောင်းလဲစေတာကအဓိကအချက်အနေနဲ့ပါဝင်နေပါတယ်တင်ကောင်းစွာအိပ်ဆက်နိုင်ရင်ဦးလန်းချောင်းတွေကပိုးကောင်လေးတွေဟာပို့ပြီးတော့ကျန်းမာမယ်ဆိုတာပါပဲလူတယောက်ဟာနိုးချိန်အိပ်ဆက်ချိန်ရှိသလိုဦးလန်းချောင်းတွေကပိုးကောင်တွေဟာလည်းလူရဲ့နေညဆက်ဝိုင်းအတိုင်းလိုက်ပြီးတော့အလုံးလုံးထက်ကြပါတယ်နေ့အခါမှာအစားအသောက်လှုပ်ရှားမှုစွမ်းအင်လိုအပ်မှုတွေကြောင့်ဦးလန်းချောင်းပိုးကောင်တွေဟာပို့ပြီးတော့အလုံးလုံးရတယ်ပို့ပြီးတော့ခြေဖြတ်ရတယ်ဦးလန်းချောင်းကလှုပ်ရှားနေတဲ့အတွက်ငြိမ်ငြိမ်နေရတယ်လို့လည်းသိမရှိလာပါဘူးညဘက်ရောက်တဲ့အခါမှာတော့အပေါ်ကထည့်ပေးလိုက်တဲ့အစားအသောက်လည်းမရှိလူကလည်းငြိမ်ပြီးတော့အိပ်ဆက်နေကိုခန္ဓာအပူချိန်ကလည်းအိတ်နေတော့မှငကိုထက်ပို့ပြီးတော့အေးသားတဲ့အတွက်ကြောင့်မလို့ဝမ်းတွင်းပိုးကောင်တွေဟာညအခါမှာပိုအနာရပြီးတော့ဦးလန်းချောင်းပြန်လည်ပြုပြင်ရေးအလုပ်တွေသူတို့ရဲ့မျိုးဗီဇပြန်လည်ပြုပြင်တည်ဆောက်ရေးတွေကိုလုပ်ကြပါတယ်ဒီလိုအချိန်ဟာအခြားသောမကောင်းတဲ့ပိုးကောင်တွေကိုဥချိုးပြီးတော့နှိမ်ထားတဲ့အချိန်လည်းဖြစ်ပါတယ်အိပ်ဆက်နေရင်ကော်တီဇုန်းလို့ခေါ်တဲ့စတေရိုက်ပမာဏဟာလည်းနည်းနေတာကြောင့်မလို့ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်ဒါကြောင့်နေ့နဲ့ညအိပ်ချိန်မမှန်သူတွေအိပ်ချိန်နည်းသူတွေမှာဦးလန်းချောင်းပြန်လည်ပြုပြင်တည်ဆောက်ဖို့အချိန်မလုံလောက်တဲ့အတွက်အစာမကြေတာလေထိုးလေအောင်တာဝမ်းမမှန်တာတွေဖြစ်တဲ့အပြင်အဝလွန်ယောဂသွေးတိုးနှလုံးစီးချိုယောဂတွေအဖြစ်များရတာဖြစ်ပါတယ်နောက်ပြီးတော့ညအိပ်ဆက်ချိန်မှာဦးလန်းချောင်းဟာအနားယူပြီးတန့်ရှင်းရေးပြန်လည်ပြုပြင်ရေးတွေကိုလုပ်ဖို့လိုတဲ့အတွက်ကြောင့်မလို့ညနေပိုင်းအစာစားတာဟာလည်းကျန်းမာတဲ့အလေ့ကျင့်မဟုတ်ကြောင်းကိုသိထားရပါမယ်အိပ်ဆက်ခြင်းတဲ့တခါလဲဆက်ပြီးပြောလိုတာကတော့စိတ်ဖိစီးမှုတွေကိုရှော့ချတာဟာလည်းဦးလန်းချောင်းကျန်းမာရေးကိုကောင်းစေပါတယ်အုံနောက်နဲ့ဦးလန်းချောင်းဟာနီးလန်းများစွာနဲ့ခွဲမရအောင်ဆက်ဆက်နေပါတယ်ကျန်းမာတဲ့ဦးလန်းချောင်းကစိတ်ကိုချမ်းသာစေတယ်လို့ပဲစိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်ခြင်းကလည်းဦးလန်းချောင်းကိုကျန်းမာစေပါတယ်စိတ်ဖိစီးမှုများတဲ့လူတွေရဲ့ကိုယ်ထဲမှာကော်တီဇောလို့ခေါ်တဲ့ stress ဟော်မုန်းတွေများနေတတ်ပါတယ်ဒီဟော်မုန်းတွေကဦးလန်းချောင်းနံရံတွေကိုစကားပေါက်တွေလိုယိုစိတ်လွယ်စေတဲ့အတွက်ကြောင့်မလို့ဦးထဲကအစိတ်တောက်တွေပုံဝင်လာပြီးတော့ခန္ဓာကိုယ်ကိုရောင်ရမ်းစေပါတယ်ဒါကြောင့်စိတ်မကြည်လင်တဲ့လူရဲ့ရုပ်ဟာလည်းအကြည်ဓာတ်မရှိဘဲနဲ့ညစ်ထိုင်းထိုင်းဖြစ်နေတတ်ပါတယ်
ခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတွေဖြစ်တဲ့အတွက်အိပ်ရေးမဝစိတ်ဖိစီးမှုတွေများတဲ့အခါမျက်နှာနဲ့ခန္ဓာကိုယ်မှာထူအမ်းပြီးတော့ဖောရောင်တယ်လို့ဖြစ်နေတတ်တာဖြစ်ပါတယ်လူတစ်ယောက်ဟာကြောက်လန့်တဲ့အခါမှာအိမ်သာပြေးရတာထိုးအန်တာတွေဟာစိတ်အုံနှောင်းနဲ့ဥလန်းချောင်းဓာတ်ရိုက်ဆက်သွယ်နေခြင်းရဲ့သက်သေတွေပဲဖြစ်ပါတော့တယ်အိပ်ရေးဝအိပ်ဆက်ခြင်းတရားထိုင်ခြင်းယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်းကဥလန်းချောင်းတွေကပိုးကောင်တွေကိုအနာရကျန်းမာစေပြီးတော့တင့်ရဲ့ကိုယ်ရောစိတ်ပါပြန်လဲကျန်းမာလာစေပါလိမ့်မယ်ခန္ဓာကိုယ်ထဲမှာစီရိုတိုနင်လို့ခေါ်တဲ့ဟော်မုန်းဓာတ်တစ်မျိုးရှိပါတယ်ဒီဟော်မုန်းဓာတ်ဟာတင့်အတွက်စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့ဟော်မုန်းပါပဲဒီဟော်မုန်းကိုအုံနောက်မှာ9%သာထုတ်လုပ်ပြီးတော့ကျန်တဲ့65%ကိုဥလန်းချောင်း cell တွေထဲမှာထုတ်လုပ်ပါတယ်ဒီလိုထုတ်လုပ်နိုင်အောင်ဥထဲမှာရှိတဲ့ပိုးကောင်တွေကအဓိကအထောက်အကူပေးတာဖြစ်ပါတယ်စိတ်ကျန်းမာရေးထိခိုက်နေသူတွေဟာဥလန်းချောင်းကျန်းမာရေးကိုဂရုစိုက်ပေးမယ်ဆိုရင်သူတို့ရဲ့စိတ်ကျန်းမာရေးပြန်လည်တိုးတက်လာနိုင်ပါတယ်ကိုယ်လက်လှူရှာအားကစားခြင်းဟာလည်းဥလန်းချောင်းကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ဒီနေ့ကိုမိနစ်20နာရီဝက်လောက်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်းစိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေသလိုဥလန်းချောင်းလှုပ်ရှားမှုကိုကောင်းစေတဲ့အတွက်ဝမ်းတွင်းပိုးကောင်တွေကိုပိုပြီးတော့ကျန်းမာလာစေမှာဖြစ်ပါတယ်။အရက်တောက်ခြင်းဟာဥလန်းချောင်းတွေကပိုးကောင်တွေကိုအင်မတန်ပဲဒုက္ခပေးပါတယ်။အရက်ထဲမှာပါတဲ့အယ်ကိုဟောဓာတ်ဟာပိုးမွှားတွေကိုတတ်တဲ့နေရာမှာသုံးပါတယ်။ဆေးရုံဆေးခန်းတွေမှာပစ္စည်းကိရိယာတွေကိုဆေးတဲ့အခါသုံးတဲ့ပိုးသက်ဆေးရည်မှာအယ်ကိုဟောဓာတ်80%ပါပါတယ်ဒီပိုးသက်ဆေးရည်ကိုတောက်လိုက်ရင်ပိုးရောလူပါသေသွားနိုင်တယ်လူတောက်တဲ့ vodka ရက်မှာအယ်ကိုဟောဓာတ်ဟာ40%ပါပါတယ်ဘီယာမှာအယ်ကိုဟောဓာတ်9%အထိပါပါတယ်ဒါကြောင့်ရက်တောက်လိုက်တဲ့အခါဥထဲကပိုးတွေအကုန်သေသွားပါတယ်အရက်တောက်ဖူးတဲ့လူတိုင်းသိပါလိမ့်မယ်အရက်တောက်ပြီးနောက်1ရက်2ရက်လောက်ထိဝမ်းသွားရင်ဝမ်းကပြတ်ချင်တယ်လို့ဗိုက်ထဲကနာတယ်လို့ဖြစ်ပြီးတော့လူကလည်းအရက်နာကြလို့လုံးဝနေလို့မကောင်းတာကိုခံစားမှုပါလိမ့်မယ်အရက်နာကြတယ်ဆိုတာတခြားမဟုတ်ပါဘူးဥထဲကပိုးကောင်တွေအကုန်သေကုန်တဲ့အတွက်ဥနံရံဟာစကားပေါက်လိုဖြစ်သွားပြီးတော့ဥခေါင်းထဲကပိုးတွေအစိတ်တွေသွေးထဲကိုစိတ်ဝင်ကုန်တဲ့အတွက်ပဲဖြစ်ပါတယ်ဒါဟာတရက်ထဲအရက်တောက်ယုံနဲ့ဖြစ်နိုင်တဲ့အန္တရာယ်ပါတရက်ထဲနဲ့ဒီလောက်ဖြစ်နိုင်ရင်ရက်ပေါင်းများစွာနှစ်ပေါင်းများစွာဆိုဘလောက်တောင်ဆိုးမလဲဆိုတာကိုစဉ်းစားကြည့်နိုင်ပါတယ်။ဒါကြောင့်လည်းအရက်ကြောင့်ငငယ်ရွယ်ရွယ်နဲ့သေဆုံးကြသူတွေမနှဲပါဘူး။ဒါကြောင့်ဖြစ်နိုင်လို့ရှိရင်အရက်ဆေးလိပ်ကိုလုံးဝမတောက်ကြပါနဲ့။ဥလန်းချောင်းကျန်းမာရေးအတွက်သတင်းကောင်းကတော့ဥလန်းချောင်းတွေကပိုးကောင်တွေဟာခွင့်လွှတ်တတ်တယ်ဆိုတာပါပဲ။သူတို့ကိုတတ်လိုက်ပေမဲ့အများစုသေသွားကြပေမဲ့ပြန်ပြီးတော့ကျန်းမာရေးကိုဂရုစိုက်လိုက်စားတဲ့အခါ2ရက်လောက်ကြာရင်ပြန်ပြီးတော့ရှင်သန်လာတတ်ပါတယ်ဒါဟာသတင်းကောင်းဖြစ်တယ်လို့ဒီလိုအရင်တိုင်းပြန်ဖြစ်တဲ့သဘောရှိတဲ့အတွက်မကျန်းမာတဲ့ဥလန်းချောင်းကိုကျန်းမာအောင်ပြောင်းလဲပြစ်မယ်ဆိုရင်လည်းရက်အတော်ကြာအချိန်ယူပြီးတော့လေ့ကျင့်ရပါလိမ့်မယ်။ antibiotic လို့ခေါ်တဲ့ပရိဇေဝဆေးတွေဟာလည်းရက်လိုပဲဥလန်းချောင်းတွေကပိုးကောင်တွေအကုန်လုံးကိုတတ်ပစ်လိုက်နိုင်တဲ့အတွက်မလိုအပ်ဘဲတောက်မိရင်အန္တရာယ်ရှိနိုင်ပါတယ်။တခါတလေအခက်မသိရင်ကောင်းတဲ့ပိုးတွေသေသွားပြီးမကောင်းတဲ့ပိုးကခေါင်းထောင်လာနိုင်တဲ့အတွက်ကြောင့်မလို့ပြင်းထန်တဲ့ဝမ်းရောဂါတွေဖြစ်တတ်ပါတယ်မြန်မာလူမျိုးတွေဟာငရုတ်သီးအစားများတဲ့အတွက်ကြောင့်မလို့ငရုတ်သီးစားတာဟာဥလန်းချောင်းအတွက်ကောင်းသလားမကောင်းဘူးလားဆိုတာကိုသိကျင်တဲ့လူတွေများပါတယ်ငရုတ်သီးထဲမှာပါတဲ့ capsaicin လို့ခေါ်တဲ့ဓာတ်ဟာကျန်းမာရေးအတွက်ကောင်းပါတယ်ကောင်းတဲ့ပိုးတွေကိုပွားစေတယ်ရောင်ရမ်းမှုတွေကိုနည်းစေတယ်ဒါပေမဲ့ငရုတ်သီးကိုအစမတန်အလွန်အကျူးစားမိရင်တော့ဥလန်းချောင်းအပူလောင်ပြီးတော့ကျန်းမာရေးကိုထိခိုက်စေတဲ့အတွက်ငရုတ်သီးစားခြင်းရင်တင့်တော်ရုံပမာဏလောက်ကိုချင့်ချိန်ပြီးစားသင့်ပါတယ်စားပြီးလို့ဘိုက်နာမယ်ဝမ်းလျှော့မယ်ဝမ်းသွားရင်အင်မတန်ပူဆက်နေမယ်ဆိုရင်တော့နောက်တစ်ချိန်လျှော့စားသင့်ပြီလို့သိနာလေရပါမယ်အစာခန္ဓာဟာဥလန်းချောင်းကျန်းမာရေးအတွက်ကောင်းသလား8နာရီစာ16နာရီအစာခံအစရှိတဲ့အစာခံတဲ့အလေးကျင့်ဟာအခုနောက်ပိုင်းမှာခေတ်စားလာပါတယ်ဒီအစာခံတဲ့အကျင့်ဟာဥလန်းချောင်းကျန်းမာရေးအတွက်အင်မတန်အကျိုးရှိတာကိုတွေ့ရပါတယ်အစာခံတဲ့အခါဥလန်းချောင်းဟာစာခြေဖြတ်ခြင်းအလုပ်ကိုမလုပ်ရတော့တဲ့အတွက်အနာရသွားပါတယ်ဒီလိုအနာရတဲ့အချိန်မှာဥလန်းချောင်းနံရံတွေကိုပြန်လည်တိဆောက်နိုင်တဲ့အတွက်ကြောင့်မလို့ဥနံရံယိုစိမ့်မှုတွေမဖြစ်တော့ပဲခန္ဓာကိုယ်မှာရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်ကျန်းမာတဲ့ဥနံရံတွေကြောင့်ဥလန်းချောင်းပိုးကောင်တွေဟာလည်းပိုကျန်းမာလာပြီးတော့ကျန်းမာရေးကောင်းစေတဲ့ပိုးကောင်အမျိုးကွဲတွေကိုပိုများလာစေပါတယ်ဥလန်းချောင်းတွေကမကောင်းတဲ့ပိုးကောင်တွေဟာအချို့ထက်တရေစာမုန့်တွေကိုတိတ်ကြိုက်ပါတယ်ဒီမကောင်းတဲ့အကောင်တွေဟာအချိန်ပြေးစားလောင်နေပါတယ်ဒီအကောင်ဆိုးတွေဟာနာရီအတော်ကြာကြာအစာမစားရတဲ့အခါအစာငတ်ပြီးသေသွားကြတဲ့အတွက်အစာခံခြင်းကကောင်းတဲ့ပိုးကောင်အမျိုးအစားကိုပိုပြီးတော့များစေပါတယ်ကောင်းတဲ့ပိုးကောင်တွေဟာအစာခံခြင်းမှာတခြားစားစရာမရှိတော့တဲ့အတွက်ကြောင့်မလို့ဥနံရံကအကြည့်ချွဲတွေကိုစားကြပါတယ်ဒီလိုအကြည့်ချွဲတွေကိုစားခြင်းအပြင်ဥနံရံကိုတန့်ရှင်းစေပြီးတော့လက်ဆက်တဲ့ချွဲရည်အသစ်တွေကိုဥနံရံကပို့ထုတ်ပေးတဲ့အတွက်ဥလန်းချောင်းကိုရှင်းလင်းချောမွေ့လာစေနိုင်ပါတယ်အစာကိုတစ်နေ့မှာ8နာရီအတွင်းမှာပဲအချိန်မှန်အောင်စားတဲ့လူဟာဥလန်းချောင်းပိုးမွှားစုရဲ့တစ်နေ့တာလုပ်ငန်းတွေကိုအချိန်မှန်မှန်လုပ်နိုင်အောင်လို့ချိန်သားကိုက်ပေးသလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥလန်းချောင်းပိုးမွှားစုဟာပိုချမ်းမာလာပြီးတော့အကျိုးရှိတဲ့ဓာတ်ပစ္စည်းတွေကိုပေါ်ပေါ်များများပို့ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်
လူအများစုရဲ့အမြင်မှာကျန်းမာအောင်စားတောက်တယ်လို့ဆိုလိုက်တာနဲ့အစားကိုလျှော့စားရမယ်လို့ပဲမြင်ကြတယ်တကယ်တော့ကျန်းမာတဲ့အစားတောက်ဆိုတာပမာဏအထက်ကိုဘယ်လောက်စားရမလဲဆိုတာအထက်ကိုဘာကိုစားရမလဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်။ဥလန်းချောင်းပိုးကောင်တွေကိုအထောက်အကူပြုတဲ့ fiber ဓာတ်ပါတဲ့အသီးရွက်လိုအစားအသောက်တွေဟာများများစားလေပိုကောင်းလေပါပဲ။ကြိုက်တဲ့လောက်စားလို့ရပါတယ်။နောက်ပြီးတော့အစားရှောင်နေဆိုရမှာလဲကျန်းမာရေးတဲ့မကောင်းစေတဲ့အစိတ်တောက်ဖြစ်စေတဲ့အစားတွေအချိုတတ်ပါတဲ့အစားတွေကိုပဲရှောင်ရမှာဖြစ်ပါတယ်။ကျန်းမာတဲ့အသီးအနှံအရွက်အစိအစံစတာတွေကိုတော့စုံနိုင်သမျှစုံအောင်စားတာဟာအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျန်းမာအောင်စားတဲ့လူအတွက်စားရမယ့်ဟင်းအမယ်အစားအသောက်အမယ်တွေဟာအင်မတန်ပဲရွေးချယ်စရာတွေများလွန်းလာပါတယ်။နောက်ပြီးတော့လူအများစုအထင်မှားကြတဲ့အချက်ကတော့ကျန်းမာတဲ့အစားအသောက်တွေဟာအရသာမကောင်းဘူးစားမကောင်းဘူးဆိုတာပါပဲ။တကယ်ကျန်းမာအောင်ချက်ပြုတ်စားတော့ရမှာအရသာကိုဂရုမစိုက်ပဲအရွက်တွေကြီးပဲပါဇက်ထဲထိုးထည့်နေကြမလို့ပါဘူး။ကျန်းမာတဲ့တန်လွင်စီလိုအစီမျိုးနဲ့ fiber ဓာတ်ကြွယ်ဝတဲ့ဟင်းခတ်အမွှေးကြိုင်တွေနဲ့အရသာရှိအောင်ဖွဲဖွဲရရချက်ပြုတ်စားတော့လို့ရပါတယ်။စားခြင်းမရှိသေးခင်မှာသာစားရတာနည်းနည်းခက်နိုင်ပြီးတော့ fiber ဓာတ်တွေအသီးအနှံတွေကိုစားခြင်းရှိသွားပြီဆိုရင်တော့အရင်ကကြိုက်ခဲ့တဲ့ချိုမုတ်တွေစီယော်တွေအသင့်စားနိုင်တဲ့မုတ်တွေဟာစားပြီးရင်ဘိုက်ထဲမှာဘယ်လောက်တောင်နေလို့မကောင်းဘူးလဲဆိုတာကိုကိုယ်တိုင်လက်တွေ့ကြနှိုင်းရှင်ပြီးတော့သိရှိလာနိုင်ပါလိမ့်မယ်အလွယ်ပြောရရင်တော့သင်ဟာအစားတစ်ခုကိုစားပြီးရင်သင်ရဲ့ဘိုက်ထဲမှာဘိုက်ပွားတာလေထိုးတာမတင်းတိမ်တာမျိုးမရှိဘဲနဲ့ကျေနပ်စရာကောင်းတဲ့တင်းတင်းရင်းရင်းရှိတဲ့ခံစားမှုမျိုးကိုခံစားရတယ်ဆိုရင်စားပြီးလို့တော်တော်နဲ့လည်းဘိုက်ပြန်မစားဘူးဆိုရင်ဝမ်းသွားရတာလည်းအဆင်ပြေချောမွေ့ပဲဆိုရင်ဒါဟာကျန်းမာတဲ့ဦးလန်းချောင်းပိုးကောင်တွေကိုအကျိုးပြုတဲ့အစာဆိုတာကိုလက်ခံနိုင်ပါတယ်အဲ့လိုအစာမျိုးတွေကိုမှတ်ထားပြီးတော့နောက်လည်းဒီလိုကျန်းမာတဲ့အစာအစာတွေကိုသာရွေးစားမယ်ဆိုရင်သင်ရဲ့ဦးလန်းချောင်းဟာဒေါင်မြေကျန်းမာလာမှာဖြစ်ပြီးတော့တနေ့တာလုပ်ငန်းဆောင်တာတွေကိုပုံမတက်ကြွစွာဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ရေရှည်မှာလည်းသွေးတိုးနှလုံးစီးချိုအဝလွန်ယောဂကင်ဆာယောဂတွေကင်းဝေးနိုင်မဲ့အပြင်စိတ်ကျန်းမာရေးပါကောင်းမွန်လာမှာဖြစ်ပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတွေကိုရရှိသွားကြနိုင်မှာပဲဖြစ်ပါတယ်အားလုံးပဲကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေတင်ချစ်ခင်ရတဲ့မိသားစုဆွေမျိုးမိတ်ဆွေတွေကိုလည်းကျန်းမာစေခြင်းရင်ဒီဗီဒီယိုကိုအားလုံးကြည့်ရှုနိုင်အောင်လို့ဝေမျှလမ်းညွှန်ပေးလိုက်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်